Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့မှာတော့ဒီ mobile game တွေမှာ game ကောင်းလေးတွေကိုရေးထုတ်ပြီးတော့ပြောဖို့ကောင်းတဲ့ game တွေကိုကျွန်တော်ဆော့ပြပေးရတာဖြစ်ပါတယ်ကျွန်တော်တို့ like ပတ်ကြည့်ပေးကြပါအောင် channel subscribe လုပ်ပြီး notification bell လေးကိုနှိပ်ပေးအားခြင်းဖြင့်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်နံပါတ်1နဲ့ game တွေကတော့ The Floor is Lava ပါ The Floor is Lava ဆိုတဲ့အတိုင်းပဲဒီ floor တွေကဒီချမ်းမြေတွေအကုန်လုံးက lava တွေပေါ့ကျွန်တော်ကဒီ game ကိုအရင်တစ်ခေါက်ဆုပ်ပြီးရဗျာဖန်လာတီလို့ကျွန်တော်မဆော့ဘဲနဲ့စိတ်ခဏရက်ထားရတာဒီ statement တစ်ခုရောက်လို့အဲ့ကောင်လေးကိုကျွန်တော်ကသူလူရင်းတာပေးရတယ်ပေါ့နော်ကျွန်တော်စောင့်နေနာမည်မဖတ်မိဘူးပပဆိုတော့ကျွန်တော်ဘာမှမသိသေးဘူးရုပ်တည်းအဲ့ဒါကျွန်တော်နေဖျဲသီးတဲ့ယူဖျဲသီးကောက်ပေးလိုက်တာပေါ့အဲ့ဖျဲသီးယူနေကြမှာကျွန်တော်လည်းတူတူလန့်သွားသေးတယ်ခွန်တီမလားပြုတ်ကြမလားဆိုပြီးတော့အားနဲ့အာစရဲဆုံးသွားလိုက်တယ်ဖျဲသီးယူခဲ့တယ်ဖျဲသီးယူပြီးတော့တဆော့ဆံပြားပဲကျွန်တော်အဲ့နေလို့တဆော့ဆံပြားပဲတက်အဲ့နာမှာဆိုလို့ရှိရင်အဲ့နာမှာကျွန်တော်ရေကောက်ကခဏခဏတည်ရဆိုကျွန်တော်အဲ့တော့လန့်နေရတက်ကမှမတက်ရဘူးအဲ့နဲ့တက်ပြီးတော့ဖြည့်သီးတော့ပြီးရဖြည့်သီးမဟုတ်ဘူးအဲ့ကျမှဘီနဲ့မှကျွန်တော်တခုတွေ့တယ်အဲ့မြည်သီးတော့လေဒီမြည်သီးတော့ဖြစ်မယ်ဆိုပြီးကျွန်တော်မြည်သီးတော့လမ်းနေတယ်တက်ယူပြီးတော့တိုင်းမြည်သီးတော့တက်ပေးလိုက်တယ်မြည်သီးတော့ရဒီရောတော့ဒီငွေမဲသားဘာလို့ကျင်လဲဆိုတော့ watermelon နော်ဒီဖြည့်သီးထက်လို့ကျင်မှာဆိုတော့ကျွန်တော်ဟိုအောက်ထိပြန်ဆင်းအောင်ကျွန်တော်ဟိုအော်ဒီပြန်ဆင်းမယ်ပြန်ဆင်းပြီးတော့ခုံပြီးတော့ကျွန်တော်မြည်ဒီဝါတာမယ်လယူခဲ့တယ်ပေါ့နော်ဝါတာမယ်လယူပြီးတော့တက်အဲ့အချိန်မှာပဲကျွန်တော်တီသွားပါတယ်တီတော့စိတ်ကပေါက်လာတော့လက်ခေါက်ဒီဟောရောက်လို့မယ်ဆိုပြီးကျွန်တော်ပထမဆုံးနေတယ်ငါပြောတီကိုယူတယ်ပြောတီကိုယူပြီးတော့ကြီးမယ်ရပြီငါပြောတီရပြီဒါလေးပြီးတော့ကျွန်တော်ဒီမြို့တီတော့ပေးမယ်သူ့ကိုမြို့တီတော့ပေးမယ်ဆိုတော့မြို့တီတော့ကိုတော်ရမယ်ဒီတော့ရမယ်โอเคရပြီဆိုတော့ညတော့ပြန်ပြီပြီးโอเคညတော့ရပြီကဲဖြည့်သည်ပြရမယ်ဟုတ်တယ်ဖြည့်သည်โอเคဖြည့်သည်ရပြီအဲ့တော့ကျွန်တော်ဖြည့်သည်တော့ပြီးတော့မယ်ဖြည့်သည်တော့ပြီးမယ်နိုင်ရမယ်ခဏရမယ်ကိုโอเคဖြည့်သည်ရstate ထူရောက်ပြီပေါ့နော် state ထူရောက်လို့ချင်းသူက state တခုပါတယ်အဲ့စစ်စစ်မှာစီလို့ရှင်တော့ပြန်သေးလို့ရှင်အဲ့ညမှာပဲပြန်ရှင်တာပေါ့โอเคဒီကိစ္စမဆောက်လို့ရှင်ဆန်းစော့ကြည့်ပါတကယ်ကောင်းတဲ့ကိန်းတွေပါပြောဖို့လည်းတော်လေးကောင်းပါနဲ့ဒီမြောက်ကိန်းတွေကတော့ I am monkey ဆိုတဲ့အတိုင်းပဲဒီကျွန်တော်မြောက်နေရဆော့မှာပေါ့နော်မြောက်ဆိုရင်တော့ရမြောက်တော့မဟုတ်ဘူးဒီယူရဲကစားကွင်းရမြောက်ပေါ့ပထမဆုံးကျွန်တော်တော့ဖွင့်လိုက်လို့ကျွန်တော်တော့ဖွင့်လိုက်ပြီโอเคတော့ဖွင့်လိုက်ပြီတော့ဖွင့်ပြီးတော့ဘာလုပ်ခိုင်းလဲ request ယူခိုင်းတယ်Okay, what were you like? Banana. No, banana you are some cute. Okay. What's that about kind of no? Okay. Oi, me paper ma. Me paper ma. Sao to the she get? Sao to me? Đây me. Vi. Tôi không trả lại. Trả đi. Sao lại vậy? Bà lo con mà đâu? Ôi. Sao lại vậy? Bà lo mà đâu? Bà lo mà đâu? Miếng bia mà do gì đó. Mà sao? Ok. Set. Copy. Little monkey. Bà lo mà sao chứ mà kìa mẹ. Sao thông ấy. Một lâu nè. Nhóc một lâu nè sao bà? Sao mày thì nào vậy? Dạ, một lâu nè dạ. Tao nào vậy chứ bảo tao nào vậy? Sao? Tao đi đang làm gì làm đi? Sao? Ok. Ông ngả bắt hello mà đâu? Ở đây mình xem bạn tiếp đâu? Ok. AB. Sang ngắm này A. Ok A. Nó cho đi à? Làm sang ngắm này cho đi à? Sang ngắm này cho gì mày? Cho nó mèo lâu đêm chứ này. Sao mùi rồi mà qua được không? Mama nè bà lâu đâu? Mama cho tôi. Ati. Ok Ati vậy. Ngata linh. Tao nào bảo đấy. Sa. Nguyên nè. Ôi tao bộ. Camera ấy sẽ tao bộ là bao nhiêu điểm mẹ ở coi ạ. Camera biến down ạ. Ôi, ma bị lại bị chẳngอยู่đó này à mà. Ai con xoay luôn mèo nè. Ai con xoay thế gì nè. Con xoay chuyện. Con xoay thu được quá vậy. Thì cái game sao luôn chuyện sao đi thì ba để cái sao là con này cái này mà
တတိယမြောက်ဂိမ်းနေကတော့ထောင်ဖောက်ပြရမယ့်ဂိမ်းပေါ့နော်ဒီထောင်ဖောက်ပြရမှာပါဒီလိုဆိုတော့ထောင်လေးရောက်နေပြီgraphic ကြီးကလည်းစုံတယ်လို့ပဲဒီတော့ဟိုလည်းသိမတော့တော့ graphic နည်းနည်းတက်တင်ကြည့်အောင် medium high အဲ့လည်းသိမသိတော့ ultra ultra မှလည်းပိုတိတာလေတော့ ultra လေးနဲ့စောကြည့်ကြည့်မယ် okay ပထမဆုံး start ပါဆောက်ဘာသာရေးရအောင် blah 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 okay နားလည်ပြီအဲ့ဆိုဘာလို့မလဲဒီကော်စောကိုရင်လိုက်ကြမယ်ကော်စောရင်လိုက်မယ်ခုံနဲ့ခွဲရမယ်နဲ့တူတယ်ဟုတ်တယ်ခုံနဲ့တဲရမယ်တန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 ်โอเคခုံပြန်ထားလိုက်ပြီနောက်ပြီးတော့ဘာလို့ကမှာအော်ဒီတော့မှရေးရတာပဲโอเคအော်ဒီမှာဇုံးယူခိုင်းတာဟိုတော့ဇုံးယူလိုက်မယ်ဇုံးရင်ပြီးတော့တူးမယ်ဒီထောင်တုံးဒီထောင်ရင်ထွက်ဖို့ကျွန်တော်ဇုံးနဲ့စအောင်ပါဗောနော်ဇုံးကနေပြီးတော့မှတစင်းသေးနဲ့ဒီတခြားခေါ်ဒီကြောက်တူးဆက်တွေဒီဖြည်းဖြည်းနဲ့မြောင်းအဲ့လိုပြောင်းအောင်မှလည်းတူရဲ့တော့ဆိုတော့ဇုံးနဲ့ပဲစတာဗောပစ္စည်းလေးတွေ့ရဗောနော်အဲ့ပစ္စည်းလေးကဘာလို့လဲရလဲတော့မသိဘူးโอเคသူပြန်လောက်ခိုင်းတယ်ပြန်လိုက်ခိုင်းတော့ပြန်လိုက်လိုက်မယ်ပြန်လိုက်ပြီးတော့ဘာလို့ကမှာတော့အော်ဟုတ်တာတော့ဘတ်တောင်မှာရေးရတာပဲစဝဲပေါ်မှာပစ္စည်းတင်ရမှာโอเคတော့မှကျွေးရပစ္စည်းတင်မယ်တော့ဆက်ဆုံးဖတ်မယ်သူ့ရဲ့ညီကြီးကိုတစ်ထည့်မယ်တစ်ထည့်မှာကိုအိမ်နာရဲ့ထည့်အောင်အိမ်နာရဲ့ထည့်မှာအိမ်နာရဲ့ထည့်မယ်ငါခေါတိတ်တော့မချုံးတော့ပါတောက်ပါဘူးဟုတ်ပြီအဲ့ဆိုလို့ရှိရင်မတော့ဘယ်ရဲခွန်အဆောက်ခွန်ဆောက်ခွန်မယ်ဆောက်ပါမလို့ဘောကြီးရောက်လာပြီဘာလို့ကမလဲအဆောက်ကိုဒီကရောင်းအောင်ပါအော်သဘောပေါက်ပြီဒီထဲမှာကဒီတ िश တွေကိုသူတို့က currency နေနဲ့သုံးတာပဲ okay currency ဆိုတ िश ဆက်လေးရပြီဒီကလေးမဆောက်ဝင်ဆောက်ရည်ကြပါလေပြောဖို့လည်းတော်လေးကောင်းပါရဲ့နောက်တစ်ဂိမ်းနေရတော့ total delivery ဆိုတဲ့ game လေးပါနော်ဒီ game လေးကopen world သဘောမျိုးပေါ့ open world ထဲမှာ delivery လိုက်ပို့ရမှာပေါ့ဒါဆိုကျွန်တော်ဒီမှာတိုင်ပတ်နေဗောနော်ဒီကျွန်တော်ခြံခတ်ပြီးကျွန်တော်ဘယ်မှသွားမရအောင်ဘာလို့ကမလဲပိုးကြီးကျွန်တော်ပါခိုင်းတာတော့ဘာလို့ကမှာတော့s plus s ကိုနှိပ်ခိုင်းတာ哦 okay နှိပ်လိုက်ပြီ okay တော့တင်တော့ဒီကင်းကဒီလားဘယ်လိုပြောမလဲမြို့ထဲမှာ delivery လိုက်ပို့ရမယ်တူတယ်ဒါပေမဲ့ control ကလည်းနည်းခတ်တော့လေပို့ရတာနည်းနည်းဥကြောင်နိုင်တယ်တင်တာတကယ်ချင်းနေဆိုလို့ရှိရင်တော်တော်ကြီးပြေဖို့ကောင်းတဲ့ game okay အားလုံးနေနဲ့ကျွန်တော် graphic တွေနဲ့တက်ရှင်ကြည့်အောင်မယ် graphic ကနည်းနည်းလေးတော့ကြည့်ရအဆင်မပြေဘူးဖြစ်မပါဘူးဗျ graphic စတင်ချိန်လို့မရအောင်ဒီ graphic နဲ့ပဲစောအောင် okay ဒီဦးလေးတာခိုင်းရအောင်ကျွန်တော်ဒီဆက်ကိုဘာလို့ကမှာလဲဆက်ကိုဘာလို့ကမှာလဲဆက်ကိုကိုင်းရမှာလားဆက်တဲ့ PC ပဲဆွဲထုတ်ရမှာလားဒီဆက်ကိုဘာလို့ရမှာလဲဘာလို့ကမှာလဲဦးလေးဆက်ကိုကိုင်းလိုက်လည်းမရအောင်ဘာလို့ဖန်တေချာပြောပါဦးလေ A giant stick on the machine တဘောပေါက်ပြီဒီဘက်ချမ်းမှာဒီဘက်ဟိုဘက်ချမ်းမှာအဲ့ဘက်ချမ်းဒါလေးကိုလက်နဲ့ထိမယ်ဒီပြီးတော့ giant stick ကို opposite ဟုတ်တယ် opposite လို့ရှိရင် positive လို့ချလာမယ်အဲ့ positive ကိုကိုင်းမယ်ဘယ်ပြရမှာဟိုမှာထည့်ရမယ်လေဒီကိန်းနဲ့ဥရှင်တော့နိုင်တယ်ပေါ့နော်လေလမ်းလျှောက်ကဒီပစ္စည်းတရရတော်တော်လေးကိုလက်ပေါက်ကပ်ပြီးတော့တင်ငယ်ချင်းနေစုဆိုလို့ရှိရင်တော်တော်ပြောဖို့ကောင်းတဲ့ကိန်းတွေဆန်းစောကြည့်တယ်ဒီကိန်းကိုတင်ငယ်ချင်းနေစုပြီးဆိုတော့တော်တော်ပြောဖို့ကောင်းမှာဘယ်နည်းနောက်ထပ်တက်ဖို့မယ်ခုနလည်းပဲကိုင်းမယ်ပေါ်ဆက်တယ်မယ်โอเคထောက်ထည့်ရပြီတက်ပြန်ထည့်မယ်ထိုင်မယ်ကိုင်းမယ်โอเคပြည့်မယ်ပြစ်တာထည့်လိုက်တော့အဲ့ဒါပြစ်တာထည့်လိုက်တော့ဖြေးရောက်ပြီနောက်တော့ဒီမှာဒါပဲပို့ရလားမဟုတ်သေးဘူးနော်ကဲတစ်ဖက်တက်ပို့လိုက်အောင်โอเคကိုင်းမယ်โอเคစံပြခေါ်มาပြီကုန်ပြီထည့်လိုက်โอเคရှာပြီ
okay okay နဲ့ဒါကြီးမပို့ချင်တော့တခြားတစ်ခုတက်လုပ်ချင်တယ်ဖောက်ကလေးရှိဖောက်ကလေးတမောင်းကောင်ဖောက်ကလေးပေါ်တက်ဖောက်ကလေးပေါ်တက်ခုံ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 ခုံ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 တက်လေခုံတက်လေခုံခုံဟုတ်ပြီရောက်ပြီဖြောင်းမြင်ကြီးဖြောင်းမြင်ကြီးဖြောင်းမြင်ကြီးမချန်စီယိုကြီးချန်စီယိုကြီးတက်တယ်လူတက်တာလူတက်တာလူတက်တာကလူတက်လူတက်တာလူတက်နေလေโอเคလူတက်နေလေညာโอเคအော်ရပြီဖောက်ကလေးမောင်းလေးရပြီဒီကိန်းလည်းမစိုးလို့ရှင်စမ်းစမ်းကြည့်ပါဒီကိန်းလည်းတကယ်ချင်းနဲ့တူတူလည်းထိတ်ဆုပ်လို့ရတဲ့ကြောင့်မလို့ဆော့ရှင်တော်တော်လေးပြောဖို့ကောင်းတဲ့ကိန်းတစ်ကိန်းပါနောက်လည်းအခုလိုမျိုးပြောစရာကောင်းတဲ့ဗီဒီယိုလေးတွေကိုအမြဲတင်ပေးမှာမို့လို့ channel subscribe လုပ်ခဲ့ကြပါအောင်အဲဆိုနောက်နေ့မှတိကျတာပေါ့နော်